ဇလန်လေးရဲ့အစမှာတော့ဒါဝင်နာဟာရေချိုးကန်ကိုတန့်ရှင်းလုပ်နေပြီးတော့တိတ်မကြခင်မှာပဲရေကန်ထဲကိုသွေးဆက်တွေကျလာတာကိုမြင်တွေ့လိုက်ရပါတယ်။သူ့ဘေးပက်ပတ်လည်မှာလည်းမျှော့တွေအများကြီးသူ့စီလာနေတာကိုဒါဝင်နာတယောက်မြင်တွေ့လိုက်ရပါတယ်။ဒါဝင်နာမှာကထင်အောင်ထင်မှားဖြစ်တတ်တဲ့ယောဂတစ်ခုလည်းရှိနေပါတယ်။ဒါဝင်နာရဲ့အမေကသူ့အခန်းထဲကမှန်ကိုဖွင့်ကြည့်နေပါတယ်။ပြီးနောက်မှာတော့ပြန်ထိုင်ပြီးတော့ခြိထိုးနေရင်သူ့ရဲ့လက်ညှိုးကိုရည်ရွယ်ချက်ရှိရှိအပ်နဲ့ထိုးဖောက်ပြီးတော့ကျလာတဲ့သွေးဆက်တွေကိုထိုးလက်ဆပန်းမုံလေးပေါ်ကျသွားအောင်လုပ်လိုက်ပါတယ်။အာဝင်နာဝင်လာတဲ့ချိန်မှာတော့သူ့အမေအဆူနေအောင်မြင်ပြီးတော့အန်ဆွဲတွေကဆေးတွေထုတ်ပေးလိုက်ပါတယ်။နောက်ပြီးသူ့သားလေးအနားကိုသွားပြီးတော့သူ့သားလေးဂျိုဒီကိုချော့သိရင်နဲ့သူ့အမေနဲ့စကားတွေအကြာကြီးထိုင်ပြောနေခဲ့ပါတယ်။မိုးလင်းတော့ဒါဝင်နာတယောက်မနက်စာပြင်ဆင်နေရင်ထမင်းစပွဲမှာသူ့မောင်ရီယန်နဲ့အတူသူ့သားလေးဂျိုဒီတို့ဟာထမင်းတူတူစားနေကြပြီးတော့သူ့မောင်ရီယန်ကချဲထိုင်တွက်နေပါတယ်။တိတ်မကြခင်မှာပဲသူ့အိမ်ရှိကိုလူတွေအုပ်စုလိုက်ရောက်လာပြီးတော့သူ့မောင်ရီယန်ကိုအကျွေးအော်တောင်းနေကြပါတယ်။ဒါဝင်နာကရီယန်ကိုတွားဖြည့်ရှင်းဖို့ပြောပေမဲ့ရီယန်ကပတ်စံမရှိတာကြောင့်ဒါဝင်နာကိုပဲဖြည့်ရှင်းပေးပါလို့ပြောပါတယ်။ဒါဝင်နာကလည်းဒေါသထွက်ပြီးတော့သူ့သားလေးဂျိုဒီကိုဆွဲခေါ်ကာအိမ်နောက်ဖေးတကားကနေအကျွေးရှင်းနေမမြင်အောင်သူ့အလုပ်ရှိရစီလို့ထွက်လာခဲ့ပါတယ်။အလုပ်ကိုရောက်တဲ့အခါမှာတော့ဒါဝင်နာကအလုပ်တွေလုပ်နေရတဲ့အတွက်ဂျိုဒီကိုတေချာမထိန်သိမ်းနိုင်ခဲ့ပါဘူး။အဲ့နောက်မှာပဲတိတ်မကြခင်မှာဂျိုဒီဟာဆော့ကစားရင်းမတော်တဆတစ်ခုဖြစ်သွားခဲ့ပါတယ်။ညဘက်အိမ်ပြန်ရောက်တော့လေဒါဝင်နာကအိမ်ကမှန်တွေကိုအဝတ်စားနဲ့လိုက်ကနေခဲ့ပြီးတော့ရီယန်ကတော့တငယ်ချင်းတွေနဲ့လောင်းကစားအကြောင်းဖုံးပြောနေခဲ့ပါတယ်။ဒါဝင်နာတယောက်ဒေါသအကြီးကျယ်ထွက်သွားပြီးတော့စကားညှင်းခုန်ရင်းနဲ့ရီယန်ကိုပါရိုက်လိုက်ပါတယ်။ရီယန်ကလည်းဒေါသထွက်သွားပြီးတော့ဒါဝင်နာကိုပါပြန်ရိုက်ပါတယ်။ဒါပေမဲ့တိတ်မကြခင်မှာပဲဖုံးတွေတစ်လုံးပြီးတစ်လုံးဆက်တိုက်လာလို့ဖုံးတွေကိုကင်ပြီးပြန်ဖြေခဲ့ပေမဲ့တစ်ဖက်ကဘာတန်မှမကြခဲ့ရပါဘူး။နောက်ဆုံးအာဝင်နာတယောက်ဖုံးကိုယူကင်လိုက်တဲ့အခါမှာတော့ဖုံးထဲကနေအာဝင်နာဆိုတဲ့အတန်အကြီးကိုကြားလိုက်ရပါတယ်။အဲ့ဒီချိန်မှာပဲအိမ်ရှိတကားကိုသူ့ဦးလေးရောက်လာခဲ့ပြီးတော့သူ့အဖေရှိတဲ့နေရာကိုတည်တယ်လို့ပြောပါတယ်။အလုပ်လည်းရှာပေးမယ်လို့ပြောပါတယ်။ပြီးနောက်မှာတော့သူ့ဦးလေးကအာဝင်နာရဲ့အမေကိုပတ်စံအိတ်ပေးလိုက်ပြီးတော့အာဝင်နာသူ့နောက်လိုက်ခဲ့ရန်အတွက်ဆွဲဆောင်လိုက်ပါတယ်။ဒါဝင်နာကမသွားချင်ပေမဲ့ရီယန်ရဲ့အကျွေးတွေကိုဆက်ဖို့အတွက်သူ့အမေကအတင်းကျပ်ဖိအားပေးတာကြောင့်နောက်ဆုံးမှာသူ့ဦးလေးနဲ့လိုက်သွားဖို့သဘောတူလိုက်ရပါတယ်။သူ့ဦးလေးခေါ်သွားတဲ့နေရာကိုရောက်တော့ဒါဝင်နာတိတ်သဘောမကျခဲ့ပါဘူး။အလုပ်ရုံကတော့အင်ဒိုပါတိတ်တွေထုတ်လုပ်ရတဲ့စက်ရုံပါ။တထေးနဲ့မိတ်ဆက်ပေးတဲ့အခါမှာတော့ဒါဝင်နာတယောက်အနှဲငယ်စိတ်သက်သာရာရသွားခဲ့ပါတယ်။စက်ရုံရောက်တဲ့အခါမှာတော့တထေးကအလုပ်သမားတွေကိုမှန်တွေကိုတေချာအုပ်ဖို့မှာကြားနေပါတယ်။တထေးကဒါဝင်နာကိုစက်ရုံမှာရှိတဲ့သူတိုင်းဖုန်းကိုအပ်ထားရမယ်လို့ပြောတော့ဒါဝင်နာကညင်းပါတယ်။နောက်ဆုံးမှာတော့ဒါကစက်ရုံရဲ့စီကံဖြစ်နေတာကြောင့်ဒါဝင်နာတယောက်လိုက်လျော်ပေးလိုက်ရပါတယ်။ဒါဝင်နာကသူ့အိတ်တဲ့အခန်းစီကိုလမ်းလျှောက်လာနေတော့ငိုတန်တစ်ခုကြားလိုက်ရပါတယ်။သူ့အခန်းထဲကိုရောက်တဲ့အခါမှာတော့မိန်းကလေးတယောက်ကငိုနေပြီးတော့တယောက်ကနောက်ကျော်ပေးပြီးအိတ်နေပါတယ်။ဒါဝင်နာရောက်လာတဲ့အခါမှာတော့ငိုနေတဲ့ကောင်မလေးကလည်းထွက်သွားခဲ့ပါတယ်။ဒါဝင်နာလည်းအိတ်ခါနီးခြေလက်စေဖို့အတွက်ရေချိုးခန်းရှိရာသို့ထွက်လာခဲ့ပါတယ်။ရေချိုးခန်းထဲသို့ရောက်ပြီးတိတ်မကြခင်မှာပဲရေကန်ထဲကရေတွေစူပွက်လာတာကိုမြင်တွေ့လိုက်ရပြီးတော့ရေထဲကနေလူတယောက်ထွက်လာခဲ့ပါတယ်။ဒါဝင်နာတယောက်ကြောက်လန့်ပြီးတော့ချက်ချင်းထွက်လာခဲ့ပြီးစက်ရုံဝင်းထဲမှာလည်းဝင်းညင်တွေနဲ့ပြည့်နှက်နေပါတယ်။မနက်မိုးလင်းတော့သူ့အခန်းပေါ် tree ကအလုပ်ဝတ်ဆောင်လာပေးပြီးတော့ဒါဝင်နာကိုနှုတ်ဆက်ပါတယ်။မင်းညခြေရင်းမှာအိတ်နေတဲ့တယောက်ကြောင့်မေးတော့တယ်။ tree တယောက်မျက်နှာပြက်ပြီးတော့ချက်ချင်းပဲပြန်ထွက်သွားခဲ့ပါတယ်။ tree ကအလုပ်သွားတဲ့လမ်းတစ်လျှောက်မှာဒါဝင်နာကိုစီးမြင်းစည်းကမ်းတွေတေချာရှင်းပြပြီးတော့လိုက်နာဖို့ပြောပါတယ်။ဒီလိုနဲ့အလုပ်ထဲရောက်တဲ့အခါမှာတော့တထေးကအလုပ်ကြိုးစားရင်တခြားမြို့မှာရှိတဲ့သူ့ရဲ့အလုပ်ရုံစီကိုပို့ပေးမယ်။လစာလည်း3စားပို့ရမယ်လို့ပြောတော့အလုပ်သမားတွေအကုန်လုံးကလည်းဝမ်းသာသွားကြပါတယ်။ပြီးတဲ့နောက်မှာတော့အလုပ်ခွင်ထဲမှာ tree ကပါတိတ်ခွက်တွေကိုဖြည်းဖြည်းရိုက်ဖို့တင်ပေးနေပြီးတော့ဒါဝင်နာရဲ့အနောက်ကလူကကြမ်းကြမ်းလေးရိုက်ချလိုက်ပါတယ်။ဒါဝင်နာတယောက်အနောက်ကလူကိုပြန်ပြီးလှည့်ကြည့်တဲ့အခါမှာတော့လူရောခုနပစ္စည်းတွေရောတခုမှမရှိတော့ပါဘူး။ညနေဘက်အားလုံးအလုပ်သိမ်းပြီးပြန်ကြတဲ့အခါမှာတော့ဒါဝင်နာတယောက်ထဲနောက်ကျကျန်နေခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့စက်ရုံရဲ့အနောက်ဘက်မှာရှိတဲ့တကားကရုတ်တရက်ပွင့်လာပြီးတော့ဒါဝင်နာလည်းဆက်စုမလို့သွားနေတော့အာဝန်ကလှမ်းပြီးသတိပေးလို့မသွားဖြစ်လိုက်ပါဘူး။ဒီလိုနဲ့ညဘက်ရောက်တဲ့အခါမှာတော့အာဝင်နာတယောက်တောက်ရည်ထွက်ခတ်တဲ့အခါမှာရေအိုးရရေတွေကသွေးတွေလိုနီရဲလာပြီးတော့တိတ်မကြခင်မှာပဲခေါင်းပြက်တစ်လုံးပေါ်လာပြီးတော့မှန်ဆိုတဲ့စကားကိုပဲထက်ခါပြောနေခဲ့ပါတယ်။နောက်ထပ်တရက်မနက်မှာအာဝင်နာနိုးလာတဲ့အခါမှာတော့ခြေထောက်မှာမျှော့တွေအများကြီးတွေးမြင်လိုက်ရတော့ tree ပါလန့်သွားပြီးတော့စားတွေနဲ့ပတ်ဖြန်းပေးပါတယ်။အခန်းပြင်ထွက်တဲ့အခါမှာလည်းမျှော့တစ်ကောင်ကပြုတ်ကျလာပြီးတော့ tree ရဲ့မျက်လုံးပေါ်သို့ရောက်သွားပါတယ်။ဒီလိုနဲ့ tree လဲကြောက်လန့်ပြီးတော့မျှော့ကိုဆွဲခွာလိုက်တဲ့အခါမှာတော့ tree ရဲ့မျက်လုံးပေါ်မှာဒဏ်ရာအနှဲငယ်ရသွားခဲ့ပါတယ်။ဒီလိုနဲ့အလုတ်ခွင်ထဲရောက်တဲ့အခါမှာတော့တထေးကဒါဝင်နာနဲ့ tree ကိုစုချီးမြင်ပြီးတော့အလုံးယုံအစ်စ်ကိုတွားရတော့မယ်လို့ပြောပါတယ်။ဒါဝင်နာတယောက်ကတော့ထင်အောင်ထင်မှားတွေမြင်နေသေးပါပဲ။ဒါဝင်နာလည်းစိတ်တွေကြောင်ခြောက်ချဖြစ်နေပြီးတော့စိတ်ထွက်ပေါက်ရဖို့အတွက်အာဝန်စီကဆေးလိပ်ကိုတောင်းလိုက်ပါတယ်။ဆေးလိပ်တောင်းနေရင်လည်းတိတ်မကြခင်မှာပဲမက်ဒန်ရန်က tree ကိုခေါ်သွားတာကိုအာဝင်နာမြင်တွေ့လိုက်ရပြီးတော့စိတ်ထဲဘဝင်မကြတော့ပါဘူး။ညဘက်ရောက်လာတော့လေ tree တယောက်ဘာစကားမှမပြောတော့ဘဲနဲ့ပါဇက်ကနေသွားတွေကိုတစ်ချောင်းချင်းနှုတ်နေပါတယ်။ tree ကထွက်သွားပြီးတော့တိတ်မကြခင်မှာပဲအာဝင်နာကလည်းနောက်ကနေလိုက်ထွက်သွားပါတယ်။တနေရာရောက်တော့ tree ရဲ့ order ကိုအကျယ်ကြီးကြားလိုက်ရပြီးတော့တကားပေါက်ထဲသို့ချောင်းကြည့်တဲ့အခါမှာတော့မကောင်းဆိုးဝါးမျက်လုံးတွေလိုဖြူဖွေးပြီးတော့သူ့ကိုပြန်ကြည့်နေတာကိုမြင်တွေ့လိုက်ရပါတယ်
Tree ရဲ့ပါဇက်မှာလည်းသွေးတွေနဲ့မှန်ဆိုတဲ့စကားကိုပဲထပ်ခါပြောဆိုနေပြန်ပါတယ်ဒါပေမဲ့တကားပွင့်လာတဲ့အခါမှာတော့ Tree ကဘာမှဖြစ်မနေပါဘူးပြီးတော့သူ့ပါဇက်ထဲမှာလည်းသွေးတွေရှိမနေခဲ့ပါဘူး Tree ကထွက်လာပြီးအလုံးယုံဘက်သို့လမ်းလျှောက်ထွက်သွားပါတယ်ဒါဝင်နာကလည်းအနောက်ကနေလိုက်သွားခဲ့ပါတယ်တနေရာရောက်မှာတော့အာဝန်ကအာဝင်နာကိုအမှောင်ရိပ်ထဲခေါ်ပြီးတော့ဆက်မလိုက်သွားဖို့ပြောပါတယ်တိတ်မကြခင်မှာပဲအရှိကနေသွားခဲ့တဲ့ Tree ကိုမဒန်ရန်နဲ့လူတစုကခေါ်သွားပါတယ်အာဝန်ကယာရုတက်လို့အလုတ်ပြောင်းသွားတဲ့လူတွေရဲ့နေရာကိုနောက်တရက်ရောက်တာနဲ့အစားထိုးကြတယ်အရန်ကြောက်ဖို့ကောင်းတယ်ဘလို့ကိစ္စတွေဖြစ်နေတာလည်းမသိဘူးဆိုပြီးတော့ပြောပါတယ်အာဝင်နာကတော့အာဝန်ကိုသူ့ရဲဘောကြောင့်လည်းကောင်းနေမကူညီနိုင်ရင်တော့ငါရအောင်ကူညီမယ်ဆိုပြီးတော့ Tree ရှိရာသို့ထွက်လာခဲ့ပါတယ်တောအုပ်ထဲရောက်တဲ့ခါမှာတော့အာဝန်ရောအာဝင်နာရောဘယ်နေရာကိုသွားနောက်ဆုံးဒီနေရာကိုပဲပြန်ရောက်လာပါတယ်အဲ့နောက်မှာတော့အာဝင်နာအဖေရဲ့ဝိညာဉ်ပေါ်လာခဲ့ပြီးတော့အာဝင်နာကိုလမ်းညွန်ပြပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ Tree ကိုတစ်ပင်ကြီးတစ်ပင်ရှေ့မှာမဒန်ရန်နဲ့လူတစုကရစ်ပူဇော်နေအောင်မြင်တွေ့လိုက်ရပါတယ်အာဝန်တယောက်တစ်ကိုင်းကြောက်ကိုနင်းမိသွားပြီးတော့မဒန်ရန်ကတွေ့သွားပါတယ်အဲ့ဒီနောက်မှာတော့သူ့နောက်လိုက်တွေကိုအာဝန်နဲ့အာဝင်နာတို့စီလိုက်ခိုင်းပါတယ်အာဝန်ကပြေးနေနေပဲတိတ်မကြခင်မှာဖမ်းခံလိုက်ရပါတယ်အာဝင်နာကတော့ဆက်ပြေးနေပြီးခလုတ်တိုက်ချော်လဲရကနေအိမ်မက်ထဲကိုရောက်သွားပါတယ်အိမ်မက်ထဲမှာတော့သူတို့မိသားစုပျော်ပျော်ရွှင်ရွှင်နဲ့ရှိနေပြီးတော့နောက်ဆုံးမှာအိမ်မက်ထဲမှာလည်းသူ့အမေကိုအာဝင်နာကပြန်တက်လိုက်ပါတယ်အပြင်မှာတော့သူတက်လိုက်မိတာကမဒန်ရန်ဖြစ်နေပါတယ်အာဝင်နာတယောက်ကြောက်လန့်ပြီးအလုံးယုံတို့ပြန်ရောက်လာတဲ့အခါမှာတော့ Tree ကိုလေပင်ပြက်ကြီးနဲ့တွေးမြင်လိုက်ရပါတယ်အဲ့ဒီနောက်မှာပဲအနောက်ကလူတယောက်ကအာဝင်နာကိုဒုံးနဲ့ရိုက်သွားပြီးတော့အာဝင်နာတယောက်သတိလစ်သွားပါတယ်ပြန်နိုးလာတဲ့အခါမှာတော့သူ့တထေရဲ့အခန်းကိုရောက်နေပြီးတော့သူ့တထေနဲ့ရန်ဖြစ်သက်ပုတ်ရင်နဲ့နောက်ဆုံးမှာတော့မှန်ထဲကတရေတွေထွက်လာပြီးတော့တထေကိုအဲ့ဒီတရေတွေကပဲမှန်ထဲကိုဆွဲခေါ်သွားကြပါတယ်အာဝင်နာလည်းအလုံးယုံအနောက်ကအခန်းထဲကိုပြန်လာကြည့်တဲ့အခါမှာတော့အာဝန်တယောက်ဒဏ်ရာတွေနဲ့ဖမ်းခံထားရတာကိုတွေ့ရပါတယ်အဲ့ဒီနောက်မှာအာဝန်လည်းအာဝင်နာကိုခေါ်ပြီးတော့တကားတစ်ခုစီတို့ထွက်လာခဲ့ကြပါတယ်အဲ့ဒီတကားကိုဖြတ်ပြီးတော့ဝင်လိုက်တဲ့အခါမှာတော့မြေရောက်ခန်းလိုနေရာကိုရောက်သွားပြီးတော့လူတွေကိုဖမ်းချုပ်ထားတာကိုလည်းအာဝင်နာတယောက်မြင်လိုက်ရပါတယ်အာဝန်ကတော့ဒါကိုအံ့ဩပုံမရတဲ့အပြင်တိတ်ခွေနဲ့တချင်းကိုဖွင့်ပြီးတော့ကနေခဲ့ပါတယ်အာဝင်နာလည်းအရှိမအုပ်ထားတဲ့မှန်ကိုအဝတ်စားဖယ်လိုက်တဲ့အခါမှာတော့မှန်ထဲမှာအာဝန်ဟာလည်းမကောင်းဆိုးဝါးတစ်ကောင်ဖြစ်နေပါတယ်အာဝင်နာလည်းလက်ထဲကကက်ကြီးနဲ့မကောင်းဆိုးဝါးကိုတိုက်ခိုက်ပေမဲ့သူပဲပြန်ခံလိုက်ရပြီးတော့အိမ်မက်လိုနေရာတစ်ခုကိုထပ်မံရောက်ရှိသွားပါတယ်တစ်ပင်ကြီးတစ်ပင်အောက်မှာရစ်ပူဇော်နေတာကိုအာဝင်နာရဲ့အဖေကမြင်ပြီးတော့တောင်းချမ်းပါတော့တယ်အာဝင်နာရဲ့အမေနဲ့အာဝင်နာရဲ့အဖေတို့အပြန်အလှန်ညှင်းခုန်နေကြတဲ့အချိန်မှာပဲမဒန်ရန်ကဘရိတ်ဒါနဲ့အာဝင်နာရဲ့အဖေရဲ့လေပင်ကိုဖျက်လိုက်ပါတယ်ပြီးတဲ့နောက်မှာတော့ငငယ်တုန်းကအာဝင်နာကိုမျက်လုံးကိုပေါ်ဝါနဲ့စီးပြီးတော့မကောင်းဆိုးဝါးထံကိုရစ်ပူဇော်နေတာကိုအာဝင်နာတယောက်မြင်တွေ့သွားရပါတယ်အာဝင်နာအသိစိတ်ပြန်ဝင်လာတဲ့အခါမှာတော့တိုင်တစ်ခုမှကြိုးချီခံထားရပါတယ်အာဝင်နာလည်းလွှတ်အောင်ထွက်ပြေးလာခဲ့ပြီးတော့အခန်းတစ်ခုထဲသို့ရောက်သွားပေမဲ့အခန်းထဲမှာလူသေးလောင်းများစွာကိုပါတိတ်စားတွေနဲ့ချီပြီးတော့တွဲလောင်းဆွဲချထားပါတယ်မကောင်းဆိုးကလည်းတိတ်မကြခင်မှာရောက်လာပြီးတော့အာဝင်နာကတော့အရှိမရှိတဲ့မှန်တွေကသူ့ဖေရဲ့ဝိညာဉ်ကိုထပ်မံမြင်တွေ့ရပြန်ပါတယ်သူ့ဖေရဲ့ဝိညာဉ်ကတော့မှန်ဆိုတဲ့စကားလုံးကိုပဲထက်ခါပြောနေပြန်ပါတယ်အာဝင်နာလည်းလက်ထက်ကကက်ကြီးနဲ့မှန်ကိုထိုးခွဲလိုက်တော့မကောင်းဆိုးကလည်းအနှဲငယ်တွန့်သွားပါတယ်အဲ့ပြီးတဲ့နောက်မှာတော့အာဝင်နာကမကောင်းဆိုးကနဲ့လုံးထွေးသက်ပုတ်ရင်နဲ့ကိုကက်ကြီးနဲ့ထိုးချလိုက်တဲ့အခါမှာတော့မကောင်းဆိုးဝါးကောင်ကြီးလည်းအနှဲငယ်ထိတ်လန့်သွားပါတယ်အာဝင်နာကလည်းမကောင်းဆိုးဝါးရဲ့အားနည်းချက်ကိုသိပြီးတော့ကိုလေပင်ကိုကက်ကြီးနဲ့ထိုးချလိုက်ပါတယ်အဲ့ဒီနောက်မှာတော့မကောင်းဆိုးဝါးလည်းပျောက်ကွယ်သွားပြီးတော့အာဝင်နာရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ဒဏ်ရာဒဏ်ချက်တွေကလည်းအကုန်ပျောက်ကင်းကုန်ပါတယ်အာဝင်နာတယောက်တော်တော်လေးစိတ်ထိခိုက်သွားပါတယ်မနက်မိုးလင်းတဲ့အခါမှာတော့သူအရင်နေခဲ့တဲ့အိမ်ကိုအာဝင်နာတယောက်ပြန်ရောက်လာပြီးတော့အိမ်ပတ်လည်မှာရှိတဲ့မှန်တွေအားလုံးကိုအဝတ်စားတွေလိုက်ဖယ်နေပါတယ်အဲ့နောက်မှာတော့သူ့အမေရဲ့အခန်းထဲကိုဝင်သွားပြီးတော့သူ့အမေရဲ့အခန်းခြေရင်းမှာရှိတဲ့မှန်ကိုလည်းဖွင့်ချလိုက်ပါတယ်အာဝင်နာရဲ့အမေကတော့အောက်ဆီဂျင်ရှူလျက်တန်းလန်းကြီးနဲ့အာဝင်နာမှန်တကားကိုဖွင့်လိုက်တာမြင်တော့အတော်လေးထိတ်လန့်သွားပါတယ်အဲ့နောက်မှာတော့အာဝင်နာဟာသူ့အမေကိုကက်ကြီးနဲ့သူ့ကိုယ်တိုင်ပဲပြန်သတ်လိုက်ပါတယ်ဒါဝင်နာတယောက်ဧကန်ထဲကိုပြန်ထွက်လာတဲ့အခါမှာတော့ရင်နွေးပူလောင်လာတဲ့သူ့သားရဲ့မျက်နှာကိုမြင်တွေ့လိုက်ရပြီးတော့အတော်လေးဝမ်းနည်းသွားပါတယ်သူ့သားလေးကိုလည်းသူမရှိတော့မှအတော်လေးခိုင်းစားထားကြပုံပါပဲဒါဝင်နာကသူ့သားလေးကိုပြေးဖက်လိုက်ပြီးတော့ဝမ်းနည်းစွာငိုကြွေးပါတော့တယ်အဲ့နောက်မှာတော့အာဝင်နာကိုရစ်ပူဇော်ထားတဲ့အချိန်စာဟာလည်းပြက်ပြဲသွားပြီးတော့အာဝင်နာတို့သားမိလည်းပျော်ရွှင်စွာနေသွားကြပါတော့တယ်အဆုံးထိကြည့်ရှုကြပေးတဲ့ပရိသတ်တွေအားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းအမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်လို့ကျွန်တော်တို့ channel လေးကို subscribe နှိပ်ပေးသွားပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်